နော်အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ကားစီသွားတယ်မှာပေါ့နော်တလက်စားတဲ့ကားစီတဲ့နီးလေးကိုပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်ကဒီကနေ့သွားထည့်မဲ့ဆိုင်ကကျွန်တော်မင်ပါဝင်ထားရမှာနော်သူကမင်ပါဝင်ထားလို့ရှိရင်1 လီတာမှာဆိုလို့ရှိရင်9 ရန်းလောက်တက်တာအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်တစ်ခါထည့်လို့ရှိရင်လီတာ30လောက်ထည့်အဲ့ဆိုလို့ရှိရင်ဒါ1 လီတာလောက်တော့ free ရဆိုလို့ပဲပေါ့နော်โอเคဒါဖြင့်စီသွားထည့်ကြအောင် let's go โอเคစီတိုင်းရောက်ပါပြီဒီထဲမှာတခုတည်းထားပါကသူကကိုကားစီပေါင်းရှိတဲ့ဘက်နဲ့စီပတ်နဲ့ချိန်ရမှာနော်ကားစီပေါင်းကများသားတွေကားမောင်းသူရဲ့ခြေအောင်နားမှာရှိတယ်လေဒါတော့ဒီကိုပါတီပြောင်းနေတာဗျာဒီအဖုံးမှာများသားတွေပါတဲ့တဲ့ဒါဆို4 ကီလာထည့်အောင်နော်ကိုယ်ပတ်စံနဲ့ရှင်းမယ်စင်တော့ဒီဘက်ကလေးကိုနှိပ်လိုက်မယ်ပြီးတော့လို့ရှိရင်တော့ကွာခက်တက်ကနဲ့ရှင်းမလားပတ်စံနဲ့ရှင်းမလားပေါ့နော်ခက်တက်ကနဲ့ရှင်းမယ်ဆိုလို့ရှိရင်တော့ဒီဟာခက်တက်ကထိုးတဲ့အပေါက်ပေါ့နော်โอเคကိုယ်ကပတ်စံနဲ့ရှင်းမယ်ဆိုလို့ရှိရင်မှဆိုလို့ရှိရင်တော့ရေးပေါ့နော်ဒါလို့ရှိရင် point နေပါရှိလားမရှိဘူးဆိုရှင်နားရှိပြီးလို့ရှိရင်တော့โอเคဒါလည်းတူကြီးတို့ပဲလို့ရှိရင်ကိုထက်မစီမျိုးသားပါတော့4 ကီလာထက်မှာဆို4 ကီလာလောက်ပဲယူနိုင်တယ်မယ်လို့ရှိရင်အမှားဒါဆိုလို့ရှိရင်အပြည့်ဖြစ်မလားမန်တန်ပေါ့နော်အပြည့်ဆိုရင်ပြီးရှင်ကိုကြိုက်တဲ့ဘယ်လောက်ထည့်မလဲဆိုပမာဏကိုရွေးမယ်ကျွန်တော်1000ဘိုးထည့်ပြပါဗျာဆိုလို့ရှိရင်မှာဆို1% ထည့်တဲ့ပေါ့နော်โอเคပတ်စံထည့်ပြီးတော့ရင်တော့ကာကူနေပါနော်တက်ချီလုပ်ပြီးတော့ထိပြီးတော့ဒါ4 ကီလာပါ4 ကီလာလားဘာထည့်မလဲဆိုဒီစမလည်းအဖုံးမှလည်းရေးထားရဗျအဲ့ပြီးတော့လို့ရှင်ကွာဒီပါဖွင့်ပြီးလို့ရှင်ပြောချင်ဒီကလိုလေးကိုဖိနှိပ်ပြီးလို့ရှင်တော့ထည့်ရရပါနော်စားတော့ပြောပြီးတော့လှုပ်ထားပါတော့ဒါပေမဲ့ကွာလီတာတိုက်ပြီးတော့တန်တဲ့ဟိုတူဝါဒဖြစ်နေတဲ့အကြောင်းမလို့ပြန်သွင်းထားတယ်โอเคတီးတက်ပြီးလို့ရှင်ကားစီပေါပိတ်ဖို့လည်းမမေ့ပါနဲ့